အိမ်အဲ့ဒီတခြင်းကိုဆိုတယ်မှန်တယ်မှမြင်ရတဲ့အတိတ်ခုထိပြတ်သားတော့မှာပဲအရေးအကြောင်းဘလောက်ရှိနုပြိုခြင်းတောက်ပခြင်းတွေကအမြဲတမ်းဆက်ရောက်တယ်ရွေ့နေတဲ့မိုးသားနဲ့ရောက်နေတဲ့ရှုခင်းဟာပကြီးကားပဲမရေးတဲ့ကြပြာကြတော့ရပြီရေးတဲ့ကြပြာကြတော့မရဘူးပန်းကမပွင့်ရသေးဘူးပွင့်ဖက်ကအရင်ကြွေနေပြီခြေရာနဲ့ရနံ့သာရှိရင်ကဘာကြီးကိုခောက်သိမ်းထားလို့ရတယ်လက်ထဲထည့်ထားတဲ့ရှုခင်းလဲကြိုးကြေတတ်တာပါပဲရွေးနေမိတဲ့နနက်ခင်းဟာအမှောင်ထဲကနေခုန်ထွက်လာတယ်ကျိုးတစ်ချောင်းမှပြတ်လို့မဖြစ်တဲ့ဂတာ